ME brand ကတော့ရှင်ငကွားမှာထူးပါတယ်ဆိုနေမှာထပ်ထူအောင်လို့သပင်နဲ့စီးတဲ့ထပ်ပြီးတော့ထုတ်လိုက်ပြန်ပြီရှင်တကယ်ကိုအိန္ဒိယမြင့်နဲ့ကျမတို့ရဲ့ ME brand founder မအိပါနော်တကယ်ကိုတော်တဲ့အမျိုးသမီးပါရှင်ဘာလို့လဲဆိုတော့လူတွေရဲ့အားနည်းချက်တွေဖြစ်တဲ့အသားရည်တွေတို့သပင်တွေတို့အကုန်လုံးကိုတွေးခေါ်ပြီးတော့ထုတ်တက်လွန်းလို့ပါရှင်ဒီကနေလေးစားပါတယ်နော်မအိရေတကယ်ပြောတာပါကဲကြည်နေတဲ့သူလေးတွေရောသပင်တွေကျွတ်နေသလားသပင်တွေကွက်နေသလားသပင်အားနေနေသလားသပင်ကိုဘလို့တန်ခြင်းလဲသပင်နှက်စီတစ်မျိုးတည်းရှိုံနဲ့တဲ့အကုန်လုံးပြီးပြည့်စုံတဲ့သပင်လေးတွေလှရမယ်တန်ရမယ်လူခန္ဓာကိုယ်မှာလည်းသပင်လေးလှဖို့ရအသားရည်လေးလှဖို့အရေးကြီးပါတယ်နော်ဟုတ်တယ်မလားရှင်ကဲတချို့လည်းပြန်ပြီးတော့ရောင်းကျင်တဲ့သူဆိုရင်လည်းသုံးခုကနေစပြီးတော့လက်ကားစင်းနဲ့ရပါတယ်မတ်ထူနဲ့ဆွေးနွေးလို့ရတယ်မေးမြန်းလို့ရပါတယ်ရှင်ကဲခုပဲလာကြလိုက်တော့နော်